တည်တယ်ဆိုတာကဘယ်လိုခေါ်မလဲကိုကုသိုလ်လိုချင်လို့ကျင့်တာပဲလေကုသိုလ်လိုချင်မှကျင့်တာဆိုတော့ကို9ပါးနိုင်9ပါးကျင့်လို့ရတယ်9ပါးနိုင်9ပါး10ပါးနိုင်10ပါးဥပမာ9ပါးသီလယူလိုက်တယ်ပေါ့နော်9ပါးသီလယူလိုက်ပြီးတော့နေမကောင်းဖြစ်တဲ့ကညနေပဲကိုကအစာစားလိုက်တယ်အဲ့တော့ဝိကာလဘောဇနာသီလပြတ်သွားတယ်ဒီအတွက်ကိုမှအကုသိုလ်အကြီးကြီးမမဖြစ်ပါဘူးရတယ်ကျန်တဲ့သီလတွေကိုဆက်ပြီးစောင့်တည်လို့ရပါတယ်နော်ယူတော့ကတော့9ပါးယူလိုက်ပါတယ်ဒါပေမဲ့ပြတ်သွားလို့လည်းအပြစ်ကြီးကြီးမဖြစ်သွားပါဘူးနော်ရတယ်ဟုတ်ဆရာတော်ရှင်သူမြတ်ဗျာမိကုံးမိရှောက်ခွင့်ပြုပါရှင်ဗျာတပည့်တော်တို့တနေ့တာလုံးအလုပ်တွေရှုံနေရတဲ့အခါမှာတပည့်တော်တို့ဥပုသ်ဆောက်ဖို့မေးတော့ခဲ့ပါရှင်ဗျာညာအိတ်ခံဒီကြမှာဥပုသ်ဆောက်ပြီးမနေ့ကျတော့အလုပ်လုပ်တော့တပည့်တော်တို့ကုသိုလ်ရပါသလားရှင်ဗျာညာအိတ်ခံဒီကြမှာစောက်တည်တာဟောရတယ်လေခုနကဦးဇင်းပြောတယ်ကာလပရိယန္တာသီလနော်ကာလပရိယန္တာသီလဆိုတာအချိန်ပိုင်းစောက်တည်လိုက်တဲ့အတွက်ကြောင့်တမာဒါနစေတနာကုသိုလ်ဆိုတာရှိတယ်စောက်တည်တဲ့ကုသိုလ်စေတနာစောက်တည်ကြတဲ့ကကုသိုလ်ကဖြစ်နေပြီနောက်ကုသိုလ်တစ်မျိုးကဝိရတိကုသိုလ်လို့ခေါ်တယ်ဝိရတိသီလသူကလွန်ကျူးဖို့ကြုံလာတယ်ကဲအဲ့ဒီကိုဆိုင်နိုင်လောက်မှကိုဥပုသ်သီလစောက်တည်လိုက်တယ်အဲ့ဆိုင်နိုင်နောက်ပိုင်းမှာသူတို့ဘာတက်ကိုတက်ဖို့ကြုံတယ်ဥပမာကိုအိတ်ခမ်းထဲမှာချင်းနေပါတယ်ဝင်လာတယ်ကိုမတက်ဘူးခြောင်လိုက်မယ်လေလိန်ပြောဖို့ကြုံလာတယ်ကိုမလိန်မဲနဲ့ခြောင်လိုက်တယ်လေဟုတ်တယ်လားအဲ့မှာတချင်းမဆိုတော့ဘူးလေဗီဒီယိုမကြည့်တော့ဘူးလေဂိမ်းမစောတော့ဘူးလေဟုတ်တယ်မလားအဲ့တော့ကုသိုလ်ရတာပဲလေအဲ့တော့ခြောင်ကျင်လိုက်တဲ့အတွက်ကြောင့်ဝိရတိသီလလို့ခေါ်တယ်သီလ2မျိုးရှိတယ်နော်စောက်တည်တဲ့သီလရယ်ခြောင်ကျင်တဲ့သီလရယ်စောက်တည်တာကိုပါဠိစာပေထဲမှာတမာဒါနစေတနာကုသိုလ်လို့ခေါ်တယ်ခြောင်ကျင်တာကိုကျတော့ဝိရတိသီလကုသိုလ်လို့ခေါ်တယ်အဲ့တော့သီလကုသိုလ်က2မျိုးရှိတယ်အဲ့တော့စောက်တည်ကြတဲ့ကကုသိုလ်ရပြီးသားနော်ပြီးရင်ညာအိယာမကနေမှာကိုခုနသီလပြတ်တဲ့လူတွေဘာမှမလုပ်တော့ဘူးဟုတ်တယ်မလားအဲ့ဒါဆိုရင်ဒါကုသိုလ်သီလရနေပါတယ်နော်ဒါဘုရားလက်ထက်ကလည်းဒါမုတ်ဆိုးကြီးတယောက်ဆိုရင်လည်းဒါတာတကရှိတယ်လေနော်မုတ်ဆိုးကြီးဆိုလို့ရှိရင်လည်းသူ့ရဲ့အတန်မွေးဝမ်းကြောင်းလုပ်ငန်းကသူတစ်ပါးအသက်ကိုတက်ပြီးတော့စီးပွားချရတဲ့လုပ်ငန်းသူသီလမထိန်နိုင်အောင်ဒီဟာမှသူမလုပ်ရင်သူမှစားစရာမရှိတခြားလည်းသူမလုပ်တတ်ဘူးအဲ့တော့အဲ့မှာသူ့တငယ်ချင်းကနော်ပြောတယ်လေမင်းကွာအကုသိုလ်တွေများလိုက်တာဟိုသီလကိုထိန်မှလာဆိုတော့ငါမထိန်နိုင်ဘူးတဲ့ငါကဒါတတ်မှစားရတဲ့ဘဝပေါ့နော်ဆိုတော့အေးအဲ့လိုဆိုလို့ရှိရင်လည်းမင်းကွာတဲ့ညာဘိုင်းတော့ထိန်လို့ရတယ်မလားဆိုတော့အေးညတော့ငါဘာမှလုပ်စရာမရှိဘူးတဲ့ညငါထိန်လို့ရတယ်အဲ့ဒါဆိုမင်းညထိန်ကွာပေါ့နော်အဲ့တော့နေခင်းဘက်တော့သူသားကောင်တွေဖမ်းနေတတ်တယ်ညတော့သူမတတ်ဘူးထိန်တယ်ဆိုတော့အဲ့ဒီအတွက်သူကုသိုလ်ရတယ်အဲ့တော့သူနတ်စည်းစိမ်တွေသူခံစားရတယ်တည်တဲ့အခါမှာဒါကြောင့်ကျွန်တော်နော်တချို့ကထင်ကောင်းထင်ပါလေညဘက်မှာဘာမှလုပ်စရာမရှိတာထိန်းတာဘာထူးလဲပေါ့ထူပါတယ်စောက်တီကလေးကကုသိုလ်ရပါတယ်နော်